ပေါင်းများစွာကြောင့်အီရန်နိုင်ငံဟာကျွန်တော်တို့နိုင်ငံအပေါ်စန့်ကျင်ဘက်အနေထားနဲ့ပဲသူ့ကိုယ်သူအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်တကယ်တော့အမေရိကန်နဲ့အီရန်ကြားမှာအလွန်ကိုရှုပ်ထွေးလာတဲ့သမိုင်းကြောင်းတွေရှိနေကြတာပါ1989အစ္စလာမစ်ဒေါ်လာရေးနောက်ပိုင်းမှာနှစ်နိုင်ငံဆက်ဆံရေးဟာရန်ဘက်တွေဖြစ်ခဲ့ကြပါတယ်အဲ့ဒီတုန်းကအမေရိကန်တန်ယုံကိုအီရန်ပြည်သူတွေကိုစန့်ကျင်ဖို့ကြံစည်နေတဲ့သဇိုစခန်းလိုတောင်တတ်မှတ်ခဲ့ကြတာပေါ့ဒါပေမဲ့ဒီရန်ညိုးတွေရဲ့အစကအဲ့ဒီတဲ့ပိုစောတဲ့ဆဲဆူနေတကလေးကစတင်ခဲ့တာပါဗျ1952ခုနှစ်မှာ Time Magazine ကအီရန်ဝန်ကြီးချုပ်မိုဟာမက်မိုဆာဒတ်ကို1951ခုနှစ်ရဲ့အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ်ရွေးချယ်ကြပါတယ်။ဘာလို့လဲဆိုတော့ဗြိတိန်ရဲ့စီးပွားရေးဖိအားတွေကြားကနေသူ့နိုင်ငံရဲ့ရေနံချမ်းသာကြွယ်ဝမှုကိုနိုင်ငံပိုင်သိမ်းဖို့သူစူးစမ်းခဲ့လို့ပါပဲ။မိုဆာဒတ်ဟာအရင်ကဘယ်အီရန်ခေါင်းဆောင်မှမလုပ်နိုင်ခဲ့တာကိုလုပ်ခဲ့တာပါ။သူဟာဗြိတိန်ရဲ့အကျိုးစီးပွားကိုဆန့်ကျင်ပြီးဗြိတိန်ရေတပ်အတွက်လိုအပ်တဲ့ရေနံထောက်ပံ့မှုကိုဖျက်တောက်ဖို့အထိလှုံ့ဆော်ခဲ့သူပေါ့ဒီအကြောင်းကိုနားလည်ဖို့ဆိုရင်အီရန်ကိုပါရှားလို့ခေါ်ခဲ့တဲ့ရာစုနှစ်အစပိုင်းကိုပြန်သွားကြည့်ရအောင်1900ခုနှစ်မှာဗြိတိန်အစိုးရရဲ့တိုက်တွန်းချက်အရဝီလီယံနော့စ်ဒါစီဟာပါရှားရေနံကန်တာမှာယင်းနှီးမြုပ်နှံဖို့ရောက်လာခဲ့ပါနဲ့အဲဒီတုန်းကရှာဘယွန်နဲ့ချုပ်ဖို့ခဲ့တဲ့ဒါစီသဘောတူညီချက်အရအီရန်ဟာသူ့ရဲ့ကိုယ်ပိုင်ရေနံကနေရတဲ့အမြတ်ရဲ့16%ပဲရရှိခဲ့ပါနဲ့ဒါဟာအီရန်ပြည်သူတွေအတွက်ဆယ်စုနှစ်များစွာနစ်နာခဲ့ရတဲ့စာချုပ်တစ်ခုပါပဲ1908ခုနှစ်မှာတော့အီရန်အနောက်တောင်ပိုင်းမှာကမ္ဘာအကြီးဆုံးရေနံတွက်ကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီတွေ့ရှိမှုဟာဒေတာတစ်ခုလုံးရဲ့အနာဂတ်ကိုပြောင်းလဲပြစ်လိုက်တာပေါ့အဲ့ဒီနောက်မှာတော့ဗြိတိန်အစိုးရကဒီလုပ်ပိုင်ခွင့်ကိုဝယ်ယူလိုက်ပြီး Anglo-Persian Oil Company ကိုတည်ထောင်ခဲ့ပါတယ်။ Okay ဒါဟာနောက်ပိုင်းမှာကမ္ဘာကျော် BP ကုမ္ပဏီဖြစ်လာခဲ့တာပါ။ရေနံဟာကြောင်မိသွေးနေရာမှာအစားထိုးဝင်ရောက်လာတဲ့ခေတ်မှာအီရန်ရဲ့ရေနံတွေဟာပထမကမ္ဘာစစ်အတွင်းဗြိတိန်ရေတပ်အတွက်အထီကအသက်သွေးကြောထိခဲ့ပါတော့တယ်ဗျာ။ Winston Churchill ကအီရန်ရဲ့ရေနံချမ်းသာကြွယ်ဝမှုကိုကျွန်တော်တို့စိတ်ကူးရင်အိမ်မက်တွေတဲ့တောင်ကြော်လွန်နဲ့နတ်သမီးပုံမြင်တဲ့ကဆုလပ်ကြီးလို့တင်စားခဲ့ပါတယ်။အဲဒီနောက်ပိုင်းနှစ်ပေါင်း90ကြာအောင်အီရန်ရဲ့ရေနံတိုက်တွေဟာဗြိတိန်ရဲ့လက်အောက်ကိုရောက်သွားခဲ့တာပေါ့။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အပြီးမှာမိုဆာဒတ်အာဏာရလာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားပါတော့တယ်။1952ခုနှစ်မှာရေနံနိုင်ငံပိုင်သိမ်းမှုထောက်ခံတဲ့ဝန်ကြီးချုပ်ဟတ်အာလီရာဇမာလောက်ကျန်ခံလိုက်ရပြီးနောက်မျိုးချစ်စိတ်ထက်သန်တဲ့လွတ်တော်ကမိုဆာဒတ်ကိုဝန်ကြီးချုပ်အဖြစ်တင်မြှောက်လိုက်ပါတယ်1951ခုနှစ်မေလမှာတော့အီရန်လွတ်တော်ကရေနံလုပ်ငန်းကိုနိုင်ငံပိုင်သိမ်းဖို့မဲခွဲဆုံးဖြတ်လိုက်ပါတယ်မိုဆာဒတ်ကသူ့ရဲ့ကြော်ကြားတဲ့မိန့်ခွန်းမှာဒီရေနံကရတဲ့ဝင်ငွေတွေနဲ့ကျွန်တော်တို့နိုင်ငံရဲ့စင်ရဲမွယ်မှုယောဂဗျာနဲ့နောက်ကျကြံနေမှုတွေကိုတိုက်ဖြတ်နိုင်မှာပါလို့ကြွေးကြော်ခဲ့တာပေါ့ဒါပေမဲ့ဒါဟာဗြိတိန်အင်ပါယာရဲ့အကျိုးစီးပွားကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်တာပါပဲဗြိတိန်ကအီရန်အပေါ်စီးပွားရေးပိတ်ဆို့မှုတွေလုပ်လိုက်သလိုနိုင်ငံတကာတရားအုပ်အထိပါတိုင်ကြားခဲ့ပါတယ်ဗြိတိန်ရဲ့ရွေးချက်ကတော့စီးပွားရေးအရာကြက်တဲ့ရောက်လုပ်ပြီးမိုဆာဒတ်ကိုအာဏာလက်လွတ်ခိုင်းမှုပါပဲအခြေအနေတွေတင်းပါလာတော့ဗြိတိန်အစိုးရဟာမိုဆာဒတ်ကိုဖြုတ်ချဖို့အမေရိကန်ကိုအကူအညီတောင်းပါတော့တယ်ဟာရီထရူမန်အစိုးရကညှင်းပယ်ခဲ့ပေမဲ့1953မှာသမ္မတအိုက်ဆင်ဟောဝါတက်လာတဲ့အခါမှာတော့မိုဆာဒတ်ကကွန်မြူနစ်တွေနဲ့ပေါင်းနေပြီဆိုတဲ့ဆွဆွဲချက်နဲ့ဗြိတိန်ကအမေရိကန်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။တီဟီရန်လမ်းမတွေပေါ်မှာစန္ဒပြမှုတွေအတိကရုံးတွေဟာပုံစံကွက်အတိုင်းပေါ်ပေါက်လာပါတယ်။ရှာဘရင်ကြဆုံးပါစေဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူအီရန်နိုင်ငံဟာအုပ်စုနှစ်စုကွဲပြီးပယံပဒါထက်သွားခဲ့ပါပြီ။ပထမစီဇန်ကြာရှုံးသွားပြီမဲ့ဗြိတိန်နဲ့အမေရိကန်ဟာပြည်ပရောက်နေတဲ့ရှာဘရင်ကိုထောက်ခံသူတွေကိုအတုံးချပြီးနောက်ဆုံးမှာတော့အောင်မြင်သွားပါတယ်ရှာဘီယန်ကိုထောက်ခံတဲ့နူဘုတ်ကြီးကတီဟီရန်လမ်းမတွေကိုတိမ့်ပိုက်လိုက်ပြီးမူဆာဒတ်ကိုထောက်ခံတဲ့သတင်းစာတိုက်တွေကိုမိရှုဖျက်ဆီးဖြစ်လိုက်ကြပါတယ်ဒီလိုပဲအီရန်နဲ့ဒီမိုကရေစီနီးကျရွေးကောက်ခံဝေကြီးချုပ်တယောက်ဟာပြည်ပဆွတ်ဖက်မှုတွေကြောင့်ယာရုကနေဖယ်ရှားခံလိုက်ရပါတော့တယ်ဗိုလ်ချုပ်ကြီးဖာဇိုလာဇာဟီဒီရဲ့တင်ကားတွေဟာမူဆာဒတ်ရဲ့နေအိမ်ကိုဝိုင်းထားလိုက်ပါပြီစန္ဒပြသူတွေနဲ့အဆောင်တပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးငါနောက်ဆုံးမှာတော့ဝန်ကြီးချုပ်မိုဆာဒတ်နဲ့သူ့ရဲ့အစိုးရအဖွဲ့ဟာလက်နက်ချခဲ့ရပါတယ်
အမေရိကန်ဟာသူတို့ဘက်တော်သားထိတဲ့ရှာဘရင်မိုဟာမက်ယေဇာပါလာဗီကိုအာဏာပြန်အနှင်းလဲပါတယ်။ဒါဟာအသစ်ဆက်ဆက်ဖွဲ့စည်းလိုက်တဲ့ CIA ရဲ့ပထမဆုံးသောဖိဘဆွဲဖက်မှုဖြစ်ပြီးဖြစ်တင်ထောင်လိုင်းရေး MI6 ရဲ့အကူအညီနဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကိုဖြုတ်ချလိုက်တာပဲဖြစ်ပါတယ်။ ဒီဟီရန်စစ်ခုံရုံးမှာနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့တရားစွဲခံရတဲ့အခါမှာတော့မူဆာတက်ဟာသူ့ရဲ့ပြတ်သားတဲ့ဟန်ပန်ကိုပြသခဲ့ပါတယ်။သူဟာထောက်ဒဏ်3နှစ်ပြစ်ဒဏ်ကြခံခဲ့ရပြီးတည်ဆုံးချိန်အထိနေအိမ်အခြေကျုံနဲ့နေထိုင်ခဲ့ရရှာတယ်။ဒီအာဏာသိမ်းမှုကြောင့်အီရန်ဟာစီးမင်းကန်ဘရင်စနစ်ကနေဘရင်ရဲ့အာဏာရှင်စနစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။အမေရိကန်အပေါ်အီရန်ပြည်သူတွေရဲ့နာကျင်မှုဟာလည်းအဲ့ဒီအချိန်ကစပြီးအမြင့်တွယ်ဟေးတာပေါ့။နှစ်ပေါင်းများစွာကြာမှအမေရိကန်အစိုးရကဒီလုတ်ရထောင်အီရန်ရဲ့နိုင်ငံရေးဖွံ့ဖြိုးမှုကိုအကြီးအကျယ်ထိခိုက်စေခဲ့ကြောင်းဝန်ခံခဲ့ပါတယ် အာနာသိမ့်ပြီးနောက်ယင်းနင်တွေဟာဗီတင်လက်ထဲပြန်ရောက်သွားတယ်လို့အမေရိကန်ကလည်းရှာဘရင်ကိုအလုံးအရင်နဲ့ထောက်ပံ့ပါတော့တယ်1959ခုနှစ်မှာအမေရိကန်ရဲ့အကူအညီနဲ့ဆာဗက်လို့ခေါ်တဲ့နာမည်ကျော်လူ့ဝက်ရဲတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်ဒီဖွဲ့ဟာအစိုးရကိုစန့်ကျင်သူတွေကိုစောင့်ကြည့်ဖမ်းဆီးပြီးရက်ဆက်စွာနှုတ်ဆက်ညှဉ်းပန်းခဲ့ပါတယ်သူတို့ရဲ့စစ်ကြောရေးနီးလန်းတွေကိုတောင် CIA ကတင်နန်းပေးခဲ့တာပါရှာဘီယင်နဲ့အမေရိကန်တို့ရဲ့မဟာမိတ်ပြုမှုဟာအီရန်လမ်းမပေါ်ကပြည်သူတွေရဲ့ဒေါသတန်တွေကိုလစ်လျူရှုထားခဲ့ကြပါတယ်1989ခုနှစ်သက်ညပါတီပွဲမှာအမေရိကန်သမ္မတဂျင်မီကာတာကရှာဘီယင်ကိုချီးကျူးစကားပြောခဲ့ပါသေးတယ်အီရန်နိုင်ငံဟာရှာဘီယင်ရဲ့ခေါင်းဆောင်မှုကြောင့်ကမ္ဘာပြဿနာအများဆုံးဒေသထဲမှာတည်ငြိမ်မှုရှိတဲ့ကျွန်းစုကြီးတစ်ခုဖြစ်နေပါတယ်တဲ့ဒါပေမဲ့အဲ့ဒီတည်ငြိမ်မှုဆိုတာခဏတာပဲဖြစ်ခဲ့ပါတယ်ပြည်သူတွေရဲ့ရင်ထဲမှာပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့ဒေါသတွေဟာမကြခင်မှာပဲတကဘာလုံးကိုတုံမှုစင်မဲ့အပြောင်းလဲကြီးတစ်ခုဖြစ်လာတော့မှာပါဗျဒါဟာအီရန်နဲ့အမေရိကန်ကြားကဒီနေ့အထိမပြေလည်နိုင်သေးတဲ့တမိုင်းကြောင်းတွေရဲ့နောက်ွယ်မှာရှိတဲ့အမှန်တရားတွေပါပဲ1989ခုနှစ်အီရန်ပြည်သူတွေရဲ့ဒေါသဟာအထွတ်အထိပ်ကိုရောက်လာပြီးရှာဘင်ဟာနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်ပြည်ပမှာ15နှစ်ကြာပြီးနင်းနန်ခံရတဲ့ဘာသာရေးခေါင်းဆောင်အယာတိုလာခိုမီနီအီရန်ကိုပြန်ရောက်လာတာဟာအမေရိကန်နဲ့အီရန်ကြားဆက်စုနဲ့၄စုကျော်ကြာမဲ့ရန်ညိုတွေရဲ့အစပဲဖြစ်ပါတော့တယ်1984ခုနှစ်ကစပြီးအမေရိကန်ဟာအီရန်ကိုအကြမ်းဖက်မှုကိုအားပေးတဲ့နိုင်ငံအဖြစ်သတ်မှတ်ခဲ့တယ်လို့ဒေသတွင်းပွဲစားစစ်ပွဲတွေကြောင့်လည်းနှစ်နိုင်ငံဆက်ဆံရေးဟာအမြဲတမ်းတင်းမာနေခဲ့တာပါ2018ခုနှစ်မှာသမ္မတထရန့်ကအီရန်နျူကလ িয়ার သဘောတူညီချက်ကနေနှုတ်ထွက်လိုက်ပြီးနောက်ဝါရှင်တန်နဲ့တီဟီရန်ကြားတင်းမာမှုတွေကပြန်လည်မြင့်တက်လာခဲ့ပါတယ်အီရန်ရဲ့အဖျက်လုပ်ရပ်တွေကိုတီးခံခဲ့တဲ့နေ့တွေဟာကုန်ဆုံးသွားပါပြီအမေရိကန်ဟာအီရန်ရဲ့စီးပွားရေးကိုပိတ်ဆို့ပြီးအမြင့်ဆုံးဖိအားပေးမှု maximum pressure စစ်စင်အီကိုစတင်ခဲ့ပါတယ်အီရန်ဘက်ကလည်းအမြင့်ဆုံးခုခံမှု maximum resistance နဲ့ပြန်လည်တွန့်ပြန်ခဲ့တယ်လို့အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုဟန်တာနိုင်စွမ်းရှိတာကိုပြသခဲ့ပါတယ်2020ပြည်နှစ်ဇန်နဝါရီလမှာတော့အမေရိကန်ဟာအီရန်ရဲ့ဩဇာအရှိဆုံးစစ်ဗိုလ်ချုပ်ကွာဆမ်ဆူလေမာနီကိုလှုပ်ချန်လိုက်ပါတယ်သူဟာအီရန်ဒေါ်လာရဲ့အဆောင်တဖွဲ့ရဲ့အကြီးအကဲဖြစ်ပြီးဆီးရီးယားစစ်ပွဲမှာအီရန်ရဲ့စစ်ရေးဩဇာကြီးထွားအောင်လှုပ်ဆောင်ခဲ့သူပါအီရန်သမ္မတဟက်ဆန်ရိုဟာနီကဒီလှုပ်ချန်မှုကို1953ခုနှစ်ကအာဏာသိမ်းမှုနဲ့နိုင်ရှင်ပြီးဒါဟာအမေရိကန်ကျူးလွန်တဲ့မိမိနိုင်စရာရာဇဝတ်ပဲလို့ကြေညာခဲ့ပါတယ်သမ္မတထရန့်ကတော့ဆူလေမာနီကိုတတ်လိုက်တာဟာလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်လိုက်တာလို့ပြောပါတယ်ဒါပေမဲ့ဝမ်နဲ့ဘရူဆွေနေတဲ့အီရန်ပြည်သူတွေအတွက်တော့ဆူလေမာနီဟာ1953ခုနှစ်ကမူဆာဒက်လိုပဲအမေရိကန်ရဲ့ဖယ်ရှားခြင်းကိုခံလိုက်ရတဲ့သူတို့ရဲ့အမျိုးသားအာဇနီတယောက်ဖြစ်နေခဲ့ပါတယ်အတိတ်ကဒဏ်ရာဟောင်းတွေနဲ့ပြစ္ဆုတ်ပန်းကပဋိပက္ခတွေဘသူကမှန်ပြီးဘသူကမှားတယ်လဲဆိုတာကတော့ဆဲဆူနှစ်များစွာကြာမြင့်နေတဲ့ဒီသမိုင်းဝင်ရန်ညိုးတွေထဲမှာပဲပုံကွယ်နေပါတော့တယ်ဗျကျွန်တော်ရဲ့သမိုင်းရိပ်မြုံ YouTube Channel ကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအယံကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကနေနိုင်ငံရေးသမိုင်းတွေကမ္ဘာသမိုင်းတွေထင်ပေါ်ကျော်ကြားတဲ့လူပုဂ္ဂိုလ်တွေရဲ့သမိုင်းတွေကိုတင်ဆက်ပေးနေပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့သမိုင်းရိပ်မြုံ YouTube Channel လေးကို Subscribe နှိပ်ထားအောင်နော် Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့